Tafush Boom Legend ကြီးကတော့အရင်မိုက်တဲ့အပိုင်း98နဲ့တူတခါပြန်ထွက်ပေါ်လာပါပြီ။အပိုင်း98ကစောင့်ရတာတော်တော်တန်ပါတယ်။ဒီဗီဒီယိုမှာတော့အပိုင်း98နဲ့ပတ်သက်တဲ့လေးဝဲချက်တွေမြန်မာဘာသာပြန်တာတွေအကောင်းဆုံးသုံးသက်ချက်တွေကိုပြောပြသွားမှာပါ။ဆိုတော့ subscribe လုပ်ပြီးရနဲ့အခုပဲစလိုက်ရမှာရှင်။အပိုင်းရဲ့အစမှာတော့ကင်မရာမန်အင်ဂျင်နီယာအေဂျင့်တချို့နဲ့ကြွားလက်ကောင်တွေကတိုက်ပွဲမှာပြက်ကျလာခဲ့တဲ့ Astro ပျက်စီးတွေကိုသူတေသနာလုပ်ပြီးပြန်သုံးဖို့စစ်ဆေးနေတာဖြစ်ပါတယ်။ Large cameraman တို့လည်းရှိနေပြီး Strider camera အသစ်ကိုသေချာပြင်ဆင်ပေးနေတာကိုလည်းတွေ့နေရပါတယ်။သေချာကြည့်မယ်ဆိုရင်တော့သူရဲ့လက်ကလက်နက်တွေက Astro နည်းပညာတွေပေါင်းပြီး camera Strider ဖြစ်ဖန်တီးထားတာပါ။နောက်ပိုင်းမှာဆိုရင် Astro နည်းပညာတွေကြောင့်အလိုင်းရက်မှာရောကြွားလက်တွေမှာရော Astro လက်နက်တွေနဲ့ဖြစ်လာမှသိချပါတယ်။အခုတော့ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ Speaker Man agent တွေကိုလည်းပြန်တွေ့နေရပါပြီ။ကြည်ရတဲ့လောက်တော့ဒီမှာရှိနေကြတွေက Strider တွေကိုပဲပြန်ပြုတ်ပြင်ဖန်တီးနေတဲ့စမ်းသက်ရည်ခန်းတစ်ခုဖြစ်ပါလိမ့်မယ်။ပြီးတော့ဒီထဲမှာအသက်ရှင်ကျန်နေတဲ့လူသားတွေလည်းရှိနေပါသေးတယ်။သူတို့မှာလက်နက်တချို့လည်းရှိနေပြီးတားလေးတွေက Astro တွေကိုတတ်နိုင်မယ်လို့ထင်နေတာကြီးကတော့မဟာအမားကြီးတစ်ခုပါပဲ။ဒီနောက်သိလိုက်ရတာကတော့ဒီထဲကအသက်ရှင်ကျန်နေတဲ့လူတွေဟာကမ္ဘာမြေကာကွယ်ရေးအတွက်တည်တံ့ဖွဲ့ထားတဲ့အလိုင်းရဲ့အဖွဲ့ကိုတော့သူတို့ကလုံးဝမသိဘူးဆိုတာပါပဲဒီမိမကြီးပြောတာကိုတစ်ချက်လောက်နားထောင်ကြည့်ရင်သိမှာပါ Whoever you are, thank you. Without your help, we wouldn't be alive and well. ဒီလူသားတွေကတော့တော်တော်စားလောင်နေတဲ့ထက်မှာတယ်အသားတွေကိုစွတ်တွေအတင်းတွေကင်စားချင်နေတာပါတစ်ချက်ကြည့်လိုက်ပါအောင်နော် How's my steak, bro? Raw. Needs more cooking. ဒီနောက် POV ကင်မရာရဲ့မြင်ကွင်းမှာတတိပေးစာတချို့ထွက်လာခဲ့ပါတယ်အဲ့ဒါကတော့မင်းတို့ရဲ့ဒီနေရာကိုသိသွားပြီးအဲ့ဒါကြောင့်ချက်ချင်းပြန်ဆုတ်ပါလို့တတိပေးထားတာပါစာရဲ့အယောင်ကတော့ခရမ်းရောင်မှာဒါကြောင့်တီစာကိုပို့လိုက်တဲ့သူတွေက secret agent မဟုတ်ပဲ TP man မျိုးနွယ်စုကပို့လိုက်တာလည်းဖြစ်နိုင်ပါတယ်ဒီနောက်ချက်ချင်းဆိုသလိုတတိပေးအလမ်တန်တွေထွက်လာပြီး POV ကင်မရာမန်ကဝင်းပေါက်ကိုသူ့ရဲ့ကန်နဲ့အသေးချာပဲချိန်ထားလိုက်ပါတော့တယ်။ရန်သူတွေချက်ချင်းရောက်လာတာကြီးကထူးဆန်းနေတာပါပဲ။အဲ့လိုထင်မိတော့မှားသွားလောက်မှာပါ။ပါလို့ဆိုလာနေတဲ့ကောင်တွေကအကြမ်းစားအမြန်စား Astro တွေမလို့မြင်မြန်ဆန်ဆန်ရောက်လာတာဟာအမအတွက်တော့တိတ်လည်းထူးဆန်းမနေပါဘူး။ရောက်လာတဲ့ကောင်ကတော့အမလစ်ပုံတွေမှာတုံးကပြခဲ့တဲ့ကီယာအဝိုင်းကြီးနောက်ကျောဘက်မှာတက်ထားတဲ့ Astro အသက်ပါပဲ။နာမည်ကတော့ Astro Hunter လို့ပြောလို့ရပါတယ်။ထင်ထားသလိုပါပဲ။သူကတာမန်စက်ကောင်မျိုးတော့မဟုတ်ပါဘူး။သူတို့ကအလိုင်းရဲ့တစ်ဖွဲ့လုံးမထင်ထားတဲ့အချိန်မှာရောက်လာပြီးအရာအားလုံးကိုဖျက်ဆီးတော့မှာပါ။ဒီကောင်ကတတော့ရက်ဆက်တဲ့ကောင်ပါပဲ။လူသားတွေကိုလည်းအစိမ့်လိုက်ကြီးတွေဝါးစားပစ်နေတာပါ။လုံးလုံးဆယ်သူ့နာမည်ကတရဝင်ထွက်မလာသေးလို့ Hunter Astro လို့ခဏပေးထားပါမယ်။ဒါက official ဖြစ်ရင်လည်းဖြစ်လာနိုင်ပါတယ်။အမပေးချင်တဲ့နာမည်ကတော့တရားဖို့3ကောင် Astro ပါ။ဘာလို့ဆိုဒီကောင်ကမြန်မြန်ဆဆမကြမ်းပြလိုက်ရပဲပြေးရလို့ပါပဲအမစတာပါဆက်လိုက်ရမှာရှင်သွေးတွေထွက်ကြလာတဲ့ video quality ကလုံးဝကိုကောင်းနေတယ်လို့အမတော့မြင်ပါတယ်တချို့ကတော့ဒီ quality ကတမျိုးကြီးဖြစ်နေမှာအမှန်ပါပဲဘာလို့ဆိုဒီဘိုင်းက Tafush Boom တယောက်တည်းလှုပ်ထားတာမဟုတ်ပဲအဖွဲ့အသစ်တွေရဲ့လက်ရာတွေလည်းပါဝင်နေလို့ပါဒီအပိုင်းကို Tafush Boom ကတော်တော်လေးကိုစူးစမ်းထားရတာပါဒီနောက်ရက်ဆက်မှုအပေါင်းတရက်ဖို့ဆောင်ပြီးရုပ်လေးနဲ့ရက်ဆက်မှုနဲ့တောင်မလိုက်တဲ့ Astro Duchess ရောက်လာပြီးစကားတွေရှောက်ပြောပါတော့တယ်နားထောင်ကြည့်ပါရှင် Snack break? Give me some. Raw. Needs more cooking. အမအထင် Astro ကောင်တွေလဲအမတို့လိုလူသားတွေရဲ့နည်းပညာကိုခိုးတော့မယ်ထင်ပါတယ်သူတို့ကလူသားတွေကိုအစိမ်းမစားပဲချက်ပြီးစားတော့မှာပါရီတော့ရီရပါတယ် POV ကင်မရာမန်ကချက်ချင်းဆိုသလိုလက်နက်ကောက်ပြီးပြစ်လိုက်ပေမဲ့အလက်ကားပါပဲသူပြစ်နေတာ Astro Duchess ကြီးဆိုတာမေ့နေပုံပါပဲအကယ်ဒမီပေးချင်စရာကောင်းတဲ့ Astro Duchess ရဲ့တရုပ်ဆောင်ချက်တွေကမိမိုက်နေသလို POV ကင်မရာမန်ရဲ့တတိရှိတာကြီးကအန်အော်ချက် 9+ လောက်ပါပဲလက်ကလေးတွေတောင်ထောင်ပြပြစ်တာပါနောက်ဆုံးမှာတော့ POV ကင်မရာမန်လည်းသေဆုံးသွားရပြီး line တွေညင်ကွင်းတွေလည်းပြတ်တောက်သွားခဲ့ပါတယ်အခုတော့အမဆက်မပြောခင်သူတို့ဘာတွေပြောနေလဲဆိုတာကိုအရင်ဆုံးနားထောင်ကြည့်လိုက်ပါအောင်နော် Я боюсь пророка, слышит процесс загибли.
but don't see the roots. Let me back in any pain. Ask for them name Muslim. Muslim of Vietnamese. And how brought you? ဒီအထိကတော့ဘသူပြောနေတာလည်းမသိရသေးသလိုဘာမှလည်းမမြင်ရသေးပါဘူး။သိချတာကတော့ Astro တွေက Alliance ဘက်က Alliance အဖွဲ့တချို့နဲ့ Titan TV Man ကိုရပြီးကြတဲ့ကကင်မရာမြင်ကွင်းတွေကိုသူတို့လည်းမြင်လာရပြီး Alliance ရဲ့လျှို့ဝှက် page တော်တော်များများကိုဝင်ဖြတ်စည်းနိုင်ခဲ့တာပါ။ Sona က page ကိုဝင်ဖြတ်စည်းနိုင်ခဲ့တာကလည်း Titan TV Man ရဲ့ကင်မရာမြင်ကွင်းတွေကတဆင့်လိုက်လာပြီး page ကိုဖြတ်စည်းနိုင်ခဲ့တာပါ။ဒါကြောင့်နောက်ပိုင်းမှာAlliance က POV ကင်မရာထားတာတွေနဲတဲ့ထက်နဲသွားမှာဖြစ်ပြီးသူတို့ရဲ့လျှို့ဝှက်နေရာတွေကလည်းတဖြည်းဖြည်းပျောက်ဆုံးသွားရမှာပါ။ဒါမှမဟုတ်အဖမ်းခံထားရတဲ့ Titan TV Man ဒါမှမဟုတ် Watchman of Them မကြည့်နိုင်တဲ့မြင်ကွင်းတွေကိုလှုပ်လာရမှာပါ။အခုတော့အမတို့ဆက်ကြည့်လိုက်ရအောင်ပါ Read and see it. Sound your red. အစပိုင်းမှာတော့ cameraman engineer ကတယောက်ယောက်ကို POV cameraman ဖြစ်အောင်portable camera တစ်လုံးတက်ပေးလိုက်ပါတယ်။အတက်ခံထားရတဲ့ကောင်ကတော့ G Squad အဖွဲ့တွေက resort toilet ဖြစ်မှာပါ။သူ့မှာလွှားဆက်တွေလည်းပါနေပါသေးတယ်။ဒါကအပိုင်း84မှာ Shadow TV Man ကိုတက်ပေးလိုက်သလိုပုံစံမှာပဲအချက်တစ်ခုပြောရရင် Skibidi toilet စီကလာတဲ့ POV မြင်ကွင်းကနေကြည့်ရတာကဒါပထမဆုံးပါပဲ Alpha Center Villain except heating in LS Threatening. The romance won't them. I'm not. And you, staying on base? Commander Lansky. Wait for that at the ocean machine. Ready for me? I'm စကားပြောနေတဲ့သူက Large TV Man ကြီးဖြစ်နေတာပါအဓိကကတော့ယူရိုပမှာအသက်ရှင်ကျန်နေတဲ့သူတေတီအဖွဲ့သေးသေးလေးကိုဘာမှထိခိုက်မှုမရှိပဲကဲတင်လာဖို့ Large TV ကပြောနေတာပါပြီးတော့ TV Man 3ယောက်လုံး base ကနေထွက်သွားခဲ့ပါတယ်ဒီကန်းထဲမှာတော့ Large Cameraman လည်းရှိနေပါတယ်ဒီနောက် POV Cameraman ကမထင်ထားတာတွေပြောပြီးမထင်ထားတာတွေလောက်သွားခဲ့ပါတယ် Hugs? Smash enough one. So you must know that. Enough specific. Yes. You are wrong. Do you possess the genius concept of what this place is? Is it future? Is it past? It resides in the corners of the darkness. Happens outside entities. ။ဒီနောက်မှာတော့အမထင်ထားတဲ့ scientist toilet ပိုးတော်ကြီးတယောက်ကိုစတင်တွေ့ရပါတယ်။ဒီညမှာတော့သူက toilet တွေကိုအစိမ့်မြင့်တင်တာတွေလှုပ်ပေးနေခဲ့တာပါ။ scientist toilet ခန်းပတ်လာတာလားမလာသေးဘူးလား Last has left. Jeffrey finds some company. Look in. The social destination. Ilias Efru. အခုတော့ Large TV Man ရဲ့ teleport ကြောင့်သူ့တေတီအဖွဲ့ငယ်လေးကိုကယ်ဆယ်ရေးလုပ်ဖို့နေရာတစ်ခုကိုရောက်သွားပါပြီ။ဒီညမှာတိုက်ပွဲကျန်းတွေတော့ဆက်တိုက်ဖြစ်နေပါတယ်။ YouTube ရုံနာမှာဖြစ်နေတဲ့ဆိုတာကဒီဇိုင်းပုတ်ကတတ်သေးပါပဲ။ဒီနောက် POV Skibidi က Astro နီးပညာသုံးဓာတ်တွေကိုထုတ်လိုက်ပြီးသူ့ရှေ့မှာကြမ်းတမ်းပြနေတဲ့ Astro Toilet တွေကိုတိုက်ခိုက်ပါတော့တယ်။သူ့ရဲ့တိုက်ခိုက်ချက်တွေက Astro နီးပညာကိုလည်းသုံးထားသလို Alliance ရဲ့နီးပညာတွေကိုလည်းသုံးထားပါတယ်။သူတို့အတွက်အကျဉ်းသားဆိုတာလည်းမလိုတာမလို့တွေ့သမျှ Astro တွေကိုအဆုံးသတ်တပ်ဖြတ်ပစ်နေတာပါ။သူ့ရဲ့ pistol gun အသစ်နှစ်လက်က Astro တွေကိုဖြုတ်ချဖို့တော်တော်လေးတော့အလုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။အခုတော့ Astro နီးပညာနဲ့ပေါင်းထားတာမလို့ Astro ကောင်တွေကို AACC ပဲနှိမ်နင်းနေတာပါ။
Astro တွေကရက်ဆက်တယ်လို့ Alliance ကလည်းဘလောက်ရက်ဆက်လဲဆိုတာပြလိုက်ပါတော့တယ်။ Large Cameraman တို့လည်းရောက်လာပြီး Astro တွေကိုနှိမ်နင်းနေပါပြီ။ Large TV Man အကွက်တွေကတော့အမတောင်ရှေ့ကြိုက်သွားပါပြီ။သူက Astro တကောင်ရဲ့ကောင်းကိုစကူတွေလှည့်ထုတ်တဲ့ဆက်တလုံးလိုလောက်ပြီးလှည့်နေရင်နောက်ဆုံး Astro ကောင်းကြီးကိုဖြုတ်ပစ်လိုက်တာပါ။ဒါပေမဲ့ Large TV Man ကအစဲကျမ်းပါတယ်။အခုလေသူ့ကိုပေါ်တော်တော်တွေသွားပြောနေတဲ့ POV Skibidi Mutant ကိုနည်းနည်းလောက်ဆဲလိုက်ပြီးတတိပေးလိုက်တာပါ Nice job, friend. Sabbath Apple Show. အရင်အပိုင်းတွေမှာ Alliance က Astro တွေကိုတတ်ရင်အချိန်အကြာကြီးယူရတယ်ဆိုပေမဲ့လေအခုအပိုင်းတွေမှာဆိုရင်အချိန်နည်းနည်းပဲတုံးပြီးတတ်လို့ရနေပါတယ်။ဒါက Alliance ရဲ့နည်းပညာတိုးတက်လာတာကြောင့်ပါပဲအခုတော့ Larry TV Man ဝင်လာပါပြီ။သူက Astro တကောင်ကိုအရှင်လက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။သူ့ရဲ့ TV screen power တွေကတာမန်မဟုတ်ပဲ Titan TV Man လို့တောင်ထိန်းချုပ်ပြစ်လို့ရနေတာကတော်တော်မိုက်ပါတယ်။ဒါတွေမကသေးပါဘူး။သူက Titan TV Man နဲ့ TV Woman တို့လိုလဲခေါင်းကိုဖြုတ်ပြီးထိန်းချုပ်လို့ရပါသေးတယ်။အခုတော့သူ့ရဲ့ခေါင်းကကောင်းပြုတ်သွားတဲ့ Astro ကောင်းနေရာမှာအစားထိုးဝင်သွားပြီး Astro ကောင်းကိုထိန်းချုပ်သွားပါတော့တယ်။ Larry TV Man ကသူ့ရဲ့ body ကိုတော့မေ့နေပေါက်မှာပဲ POV Skibidi Mutant တာစိတ်ယူပေါက်ပြီးသူ့ body ကိုမယူသွားခဲ့ရင်ဒီ body ကတော့ပေါက်ကွဲမှုတွေကြားမှာပျက်စီးသွားမှာသူမသိပါဘူး။တကယ်ကိုကြောင်တောင်တောင်နိုင်တာပါပဲ။ခါတိုင်းလိုပါပဲ။ Large TV Man တို့ကကဲဆဲလို့ဖို့ container တွေနဲ့စောင့်နေပါပြီ။ POV Mutant လည်း Larry TV Man ရဲ့ body ကိုချထားလိုက်ပါတော့တယ်။ POV Mutant ရဲ့နည်းပညာတွေက next level ကိုတောင်ရောက်နေပါပြီ။သူကအမြန်နှုံးနဲ့ပြန်လာပြီးရေးရေးလေးပဲမြင်ရတဲ့ spine လို့ဖို့ရောက်လာတဲ့ Astro ကောင်ကိုတောင်ရအောင်ဖမ်းပြီးတပ်ပြလိုက်တာကတကယ်ကိုအားရစရာပါပဲ။ဒီနောက်မှာတော့မိခုံးငွေတွေကြားတဲ့က Larry Astro တကောင်နဲ့တခြားတစ်ဖက်ကိုထွက်သွားပါတော့တယ်။အဲ့ဒီမှာတိုက်ပွဲကစတာပါပဲ။ဒီနောက်မှာတော့အမတို့လက်ပုံမှာတုန်းကမြင်ခဲ့ရတဲ့ပုံစံတိုင်း Kia Astro ကောင်ဖြစ်တဲ့ Hunter Astro ကိုပြန်မြင်နေရပါတယ်။ POV Mutant ကသူ့ရဲ့ဂန်းတွေနဲ့စတင်ပစ်ခတ်နေတဲ့ဆိုပေမဲ့ဒီကောင်ကြီးက Astro မျိုးနွယ်စုဖြစ်နေတာမလို့တစ်ချက်တောင်မထိအောင်မြန်လွန်းနေတာပါ။ Astro နီးပညာသုံးဂန်းတွေနဲ့ပစ်နေပေမဲ့ဒီကောင်ကြီးကတော့လုံးဝကို ACG ဖြစ်နေတာပါ။ပါ damage မှကိုဖြစ်မလာခဲ့ပါဘူး။ POV Mutant ရဲ့ရှီးအကာအကွယ်တွေကလည်း Hunter Astro ကြီးရဲ့ခုတ်ချက်တွေကိုဘလို့မှကာမရဘူးတွေဖြစ်နေပါတော့တယ်။ POV Skibidi Mutant ရဲ့လက်တစ်ဖက်ကတော့ပြုတ်သွားခဲ့ရပါပြီ။အခုဆိုရင် TF Hunter Astro ကောင်ကမတို့ဖက်က POV Mutant ကိုအဆုံးသတ်ဖို့နည်းနည်းပဲလိုပါတော့တယ်။အဲ့လိုနည်းနည်းပဲလိုတော့တဲ့အချိန်မှာပဲ speaker တက်တွေအများကြီးစတင်ရောက်လာပါတော့တယ်။ဒါပေမဲ့လောလောဆယ်သူတို့ဘာပြောနေလဲဆိုတာကိုတစ်ချက်အရင်ကြည့်လိုက်ပါမယ်။ Can't believe the last thing I see is your ugly motherfucking face. လောလောဆယ် Skibidi Toilet Video တွေကိုကြိုက်တယ်အမရဲ့လျှို့ဝှက်ချက်ရှာတာတွေကိုကြိုက်တယ်ဆိုရင် like နဲ့ subscribe လုပ်ထားပေးပါအောင်ရှင် Speaker Man တွေရဲ့ပုံလက်နက်တွေက Hunter Astro ကောင်ကိုစတင်တိုက်ခိုက်ပါတော့တယ်အခုတော့အမအရင်ကပြောခဲ့ဘူးသလိုပဲရဲရဲနေတဲ့ speaker တက်ကြီးကအမောင်ထုထဲကနေပေါ်ထွက်လာပြီး Astro တက်ဖွဲ့ကိုနှိမ်နှင်းပါတော့မယ်ပြီးတော့ last speaker man ကြီးလည်းရောက်လာပါပြီအယိုးသားဆုံးဝန်ခံရရင်ဒီကောင်ကြီးကိုအစာက Titan speaker man လို့တောင်ထင်နေတာပါတေချာကြီးမှအရွယ်စားက Titan လောက်ဟုတ်မနေတာရဲ့ခိုးမပါရာရဲ့ကိုတွေ့ရတာပါဆိုတော့အမတို့ကို Defush ပုံပြချင်နေတာက Large Speaker Man ရဲ့ upgrade ပြင်ဆင်တာတွေကတော့ဒီလောက်မိုက်နေတဲ့ဆိုရင် Titan Speaker Man ဆိုရင်ဘလောက်တောင်မိုက်မလဲပေါ့လေအမြင့်အနေနဲ့ဒီ Large Speaker ကောင်ကြီးကိုထုတ်ပြလိုက်ရုံလေးပါပဲရဲရဲหนีနေတဲ့ Speaker Man မျိုးနွယ်စုကြီးကိုတင်စားရရင်စိန်ပန်းหนีပင်ရဲ့အနီအောင်ပန်းလေးတွေထွက်လာတာနဲ့တောင်တူနေပါတယ်အရန်ကိုလှတာပါLarge Speaker Man ဆိုတာထက် Largest Speaker Man လို့ပြောရင်ပိုမှန်မှာပါ။ဘာလို့ဆိုသူကတာမန် Large မျိုးနွယ်စုကောင်တွေထက်အစမတန်ပိုကြီးနေတာကြောင့်ပါပဲ။တွက်လက်လှပါတယ်ဆိုတဲ့ Hunter Astro ကောင်ကတော့ Largest Speaker Man ရဲ့ဖမ်းတာကိုခံရပါပြီ။မြင်သာအောင်ပြောရရင်အရှမ်းကိုတွက်လက်ပါတယ်ဆိုတဲ့ချင်းတကောင်ကိုလူတစ်ယောက်ကလက်နဲ့အသားလေးဖမ်းလိုက်တယ်လို့မျိုးပါပဲ။ကြည့်ရတာအရာတောင်ရှိနေရောပါပဲ။ဒီနောက်ဖြက်စီးရဲ့ Astro ကောင်တွေထပ်ပြီးတော့ရောက်လာခဲ့ပါပြီ။ဒါပေမဲ့လည်း Largest Speaker ရဲ့ချိတ်ကောက်ဓာကြီးက Astro တွေအများကြီးကိုတစ်ချက်ပြစ်နဲ့ထိစေခဲ့ပါတယ်။ပြောရရင်တော့င
ငရဲချိတ်ကောက်ဓာကြီးပေါ့လေကလေးကစားစရာဖြစ်တဲ့ဘူးမီရတ်နဲ့လည်းတူပါတယ်ဟန်တာအက်စတိုကတော့ largest speaker man ရဲ့လက်ထဲကနေခုန်ထွက်သွားခဲ့ပါပြီဒီနောက်မှာတော့ဟန်တာအက်စတိုကောင်ကမကျေနပ်တာတွေပွားစီပြောပြီးထွက်သွားပါတော့တယ်တစ်ချက်နားထောင်ကြည့်လိုက်ပါ အဲစတိုရီကတော့ upgrade အကျန်းစာကြီးနဲ့ထွက်လာတဲ့ largest speaker man ကိုစမ်းချင်နေတော့မှာပဲစမ်းချင်တယ်လို့ဆန်မောင်ပကျမ်းမှာဖြစ်သွားတဲ့ largest speaker man ကြီးကတော့ အဲစတိုရီရဲ့တိုက်ခိုက်ချက်တွေကိုအသာလေးဖမ်းယူထားလိုက်တာပါသူ့အနေနဲ့ဒီ အဲစတိုရီကပြစ်လိုက်တဲ့ဒုံးတွေကြီးတွေကိုခဏရအောင်လှုပ်လိုက်ပြီးအဲစတိုရီဖက်ကိုပြန်ပြစ်လိုက်တာကြီးကတော်တော်လေးများပါတယ်ဘလို့နည်းပညာတွေနဲ့ဖြစ်နေတာလေအတန်ပိုင်းပါလားဒါမှမဟုတ်တန်လိုက်ဆွဲအားတွေစန့်ကျင်အားတွေကိုအသုံးပြုလိုက်တာလားတကယ်ကိုစဉ်းစားစရာပါပဲအက်စတိုတကောင်ကတော့နောက်ဆုတ်ဖို့စတင်ပြောနေပါပြီဒါပေမဲ့လည်းနောက်ထပ် large speaker man တကောင်ကဒီကောင်ကြီးကိုဝင်တီးပစ်ပါတော့တယ်အက်စတိုအဖွဲတို့ကတော့အခုချိန်ထိလက်မလျှော့သေးပါဘူး large speaker man တို့ကိုနည်းနည်းလောက်ထပ်ဆန်းချင်နေပါသေးတယ်ဒီချိန်မှာပဲလက်ဝါးကတ်တိုင်တွေကိုကင်လာတဲ့ speaker woman ကြီးကဒီကောင်တွေအကုန်လုံးကိုအမြန်ဆုံးနှီးနဲ့လေဟုန်စီးပြီးဝင်ပိုင်းပစ်လိုက်တာကအက်စတိုတွေအကုန်ရှော့သွားပါလေရောသူ့ရဲ့ဒီဇိုင်းကာလာပါညာအနေထားကတော့အမလိုပဲမိမိုက်နေတာပါစတာပါရှင် speaker woman ရဲ့ upgrade ကတော်တော်လေးကိုကြည့်လို့မိုက်တာပါဒီနောက်အကြီးစား Astro တကောင်ထွက်လာပေမဲ့သူ့ရဲ့တိုက်ခိုက်ချက်တွေက upgrade လုပ်လာတဲ့ large speaker man တို့အတွက်ကလေးသက်သားလေးဖြစ်နေတာပါဒီနောက်မှာတော့ speaker strider ဝင်လာခဲ့ပါပြီသူ့ပုံစံကလည်းလုံးဝကို strong ဖြစ်တယ်ပြောရပါမယ်သူ့ရဲ့လက်နက်တွေကလည်းတော်တော်လေးကိုအားပြင်းပါတယ်နောက်ဆုံးထုတ်လိုက်တဲ့ speaker နှစ်ခုရဲ့အတန်လိုင်းဆိုရင် Astro ရဲ့ကောင်းကြီးပါစုပ်ပြတ်တက်သွားတာပါအတန်လိုင်းကိုကြောက်တဲ့ Astro ကောင်တွေအတွက်တော့ဒီဟာကြီးကတကယ်ကိုအိမ်မဆိုးဖြစ်စေခဲ့ပါတယ်ဒီနောက် last speaker man ကြီးကလိပ်ပုံတွေမှာတွေ့ရတဲ့စာသားအတိုင်းပြောနေခဲ့ပါတယ်ဒါကိုအရင်ဗီဒီယိုမှာအမပြောခဲ့ပြီးပါပြီတစ်ချက်နားထောင်ကြည့်အောင်ပါစပီကာမျိုးနွယ်စုတွေရဲ့လက်နက်တွေကလက်ဝါးကတ်တိုင်ပုံစံမျိုးပါပဲဘာသာရေးနဲ့ပတ်သက်နေတာနဲ့ Defush Boom ကဒါကိုအတိအကျဘာမှမပြောထားတာမလို့ဒီလိုပုံစံဘာလို့ဖြစ်နေလဲဆိုတာကိုတော့အမလည်းသိချမပြောရပါဘူးရှင်ဆိုတော့နောက်ဗီဒီယိုတွေမှာတော့သိချတဲ့အဖြေတွေ့ရင်ဒီအကြောင်းလေးကိုထည့်ပြီးပြောပေးပါမယ်အခုဒီလုံးကိုတစ်ချက်နားထောင်ကြည့်အောင်ပါဒီလုံးကတော့စပီကာမျိုးနွယ်စုတွေတခါပြန်ခန်းပတ်လာတဲ့အနေနဲ့ထည့်ပေးထားတဲ့ထင်ပါတယ်။ Speaker Woman က POV Skibidi ရဲ့ဓာတ်ကိုပြန်ပေးလိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့လက်ဝါးကတ်တိုင်ပုံစံဓာတ်ကိုပြန်ကင်ထားလိုက်ပါတယ်။ Astro တွေကအင်အားတော်တော်များပါတယ်။ဒီနေရာမှာတင် Astro တွေတည်သွားတာကမနှဲမနှောကြီးပါပဲ။ဆိုပေမဲ့လည်းဒီကောင်တွေကစက်တိုက်ကြီးထွက်လာတာပါ။အပိုင်းကလည်းဒီမှာတင်အဆုံးသတ်သွားတာပါ။ဆိုတော့ဒီအပိုင်းကတော်တော်လေးကိုကြည်ရတာတန်ပါတယ်။နောက်ထပ်ဒီအပိုင်းနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တချို့ပြောရရင်အပိုင်း98ဟာလစ်ပုံအများဆုံးထွက်တဲ့အပိုင်းဖြစ်ပါတယ်။အပိုင်း98မထွက်ခင်မှာလစ်ပုံနဲ့အများကြီးကို Defush Boom ကတင်ထားပေးခဲ့ပါတယ်။နောက်တစ်ခုက Defush Boom တို့နိုင်ငံမှာဆိုရင်သူတင်လိုက်တဲ့အချိန်ကည12နာရီဖြစ်နေပါတယ်။အမားတို့စီမှာတော့နေ့လယ်လောက်ဖြစ်မှာပါ။တနိုင်ငံနဲ့တနိုင်ငံ time စုံမတူတာပေါ့လေ။ဒါပေမဲ့Defush Boom ကဗီဒီယိုကိုဘာလို့ညတကောင်ရောက်မှထတင်ပြစ်တာလဲတော့အမလည်းမသိပါဘူးနော်ပြီးတော့ဒီအပိုင်းကိုလုပ်ဖို့ Strider Channel နဲ့ Dia from Ohio Channel ဖွဲ့ကလည်းကူညီပေးခဲ့ရပါတယ်ပြီးတော့အချိန်အကြာဆုံးအပိုင်းလည်းဖြစ်ပါတယ်နောက်တစ်ခုကဒီအပိုင်းထွက်ဖို့3လတစ်ပတ်နဲ့3ရက်တောင်စောင့်ခဲ့ရတာပါအကြာဆုံးစောင့်ရတဲ့အပိုင်းဆိုရင်လည်းဟုတ်ပါတယ်ရှင် 4K quality တွေပါတယ်ပထမဆုံးအပိုင်းလည်းဖြစ်တယ်လို့ News KBD Galaxy ကနေ POV အဖြစ်မြင်ခဲ့ရတဲ့ပထမဆုံးအပိုင်းလည်းဟုတ်ပါတယ်။အမရဲ့သုံးသက်ချက်တွေလျှို့ဝှက်ချက်ရှာတာတွေကိုကြိုက်တယ်ဆိုရင် channel လေးကို subscribe ဗီဒီယိုလေးကို like လေးတစ်ချက်လောက်နဲ့ပဲအားပေးခဲ့ပါ။ဒါဆိုနောက်ထပ်လျှို့ဝှက်ချက်တွေကိုသေချာလေးရှာပေးဖို့အားရှိမှာပါ။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။အမကတော့ Skibidi ရဲ့ပင်တိုင်တင်ဆက်သူ Lady ခင်ပါရှင်။